ဆုံးမပြည့်မကြိုခင်မှာဟိုကမျိုးဒီဇိုင်းနဲ့ဟိုတက်တုံချူလေးပေါ့နော်နည်းနည်းစီကိုခွာထားတယ်ပြောစင်ဒီမှာကဒါတော့ဟိုပါဘောစွန်ကြောက်နေနေနဲ့ပိုးနေနေပူလာနဲ့ကျွန်တော်တို့ဒီပြင်တော့ပြန်ထောင်းလို့ဆိုတော့ပုံမွေးတော့ဒါပေမဲ့လည်းကျွန်တော်မိကင်းစရာမရှိတော့ဒီတိုင်းတော့အိုးလက်ထက်လှုံနေမှာပေါ့မွေးလာပြီမွေးလာပြီဆိုတော့စွန်ကြောက်ထဲတယ်ဟောလိုက်ဒီနေ့ဒီစွန်ကြောက်ကိုကြက်လာပြီကျတော့ရှင်နဲ့အနံထွက်လာပြီမြေဒီဇိုင်းနဲ့ပိုင်းမအောင်လို့လည်းဒီကျတော့ပေးလိုက်နဲ့ဆက်ပြရည်ကဲကျွန်တော်ခုဆိုရင်ခုနကတော့လှော်ထားတဲ့ကျတော့ဖြူရဲ့ဒီစုံကြောင့်မြေဒီဇိုင်းရဲ့ပေါ့ထောင်းပြီးတော့ပါပြီထောင်းပြီးတော့ကျွန်တော်ဖြော်မဲ့မပြီးခွဲတယ်မှာထည့်ထားတယ်ခဏလေးထောင်းထားတယ်ခုနကတော့အခုเนี่ยပေါ့ဒီကြမှာထည့်မှာဒီမွေးနေရောပဲကဲကျွန်တော်အခုဆိုရင်မပြီးစက်ကြိုးပဲကျွန်တော်တို့မပြီးကြိုးဖို့အတွက်မှာရေပေါ့နော်ရေခွက်ပြီးတစ်ခွက်စားလေးဒါကင်းက ECC ကျွန်တော်အရင်စားခြင်းလို့မှားထားတာမှားပြီးတော့မှာဒါကတော့ဟိုလက်ကြိုးစားပေါ့နော်လက်ကြိုးစားဆိုတာတစ်ခွက်စားပေါ့ဒီဟာကိုဒီမှာထည့်ကြိုးရမယ်ရေပူလာပါပြီကျွန်တော်ဒီကောင်ကိုအနည်းဆုံး9မိနစ်လောက်ကြိုးနောက်ကျွန်တော်အနံ့လေးနည်းနည်းကောင်းအောင်လေစနေမှုတ်လေးနည်းနည်းလေးထည့်နော်ဒီကောင်အယိုးတွေဟိုအသားတွေပျော်သွားတဲ့အထိပေါ့နော်အယိုးပဲကြံနေတဲ့အထိကျွန်တော်ကြိုထားမယ်ခဏလေးကျွန်တော်ကြိုနေတဲ့အချိန်မှာဟင်းချုံမှုတ်လေးနည်းနည်းလေးထည့်မယ်နော်နည်းနည်းလေးငယ်နေမှာကြောက်နေတယ်လားဆိုတော့ကြောက်နေပါတယ်ဆိုတော့ဟင်းချုံမှုတ်လေးနည်းနည်းပါလေးထည့်ရတယ်ဒီဆိုသားလေးပြောလာပြီကျက်သွားပြီဆိုတော့ကျွန်တော်တို့ခုနကထောင်းထားတဲ့ဟာနော်ထောင်းထားတဲ့ဟာကျွန်တော်စကားလေးနဲ့စစ်ထည့်ပြီးမွေးမျိုးဒီဇိုင်းလေးနဲ့ပုံစံကြောင်းနဲ့ကျတော့